ပါတယ်ဒလူးမျိုးရဲ့တရားခုဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေရကတော့ဒလူးမျိုးပေါ်မှာမလေးကဒီကြောင့်တက်စီသွားတဲ့အစာအုပ်တွေကိုခုမှကတိတွေလုပ်နေတဲ့တွေ့ရတာဖြစ်ပါတယ်တော့လမ်းမျိုးဖြစ်ပါတယ်ဒလူးမျိုးရဲ့တရားခုဖြစ်ပါတယ်အခုကျွန်တော်ဒီမှာရောက်နေတဲ့နေရာကတော့ဒီကနေတဲ့ကြောင့်တက်စီသွားတဲ့မျိုးပေါ်မှာတက်စီသွားတဲ့ဒီတော့ရဲ့တက်စီမှုတွေစံကန်းတွေမှာတက်စီသွားတဲ့ဒီလိုဖြစ်ပါတယ်အခုဆိုရင်လက်ရှိမှာကတိတွေလုပ်နေတဲ့ဒီတွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့လမ်းမျိုးဖြစ်ပါတယ်ဒလူးမျိုးရဲ့ဒီရက်ခုဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတဲ့နေရာကတော့မနေ့ကငလင်တန်းကြောင့်ပျက်စီးသွားတဲ့အခြေခံပညာလေတန်းကျောင်းရဲ့ပျက်စီးသွားတဲ့အုပ်နဲ့ပျက်စီးသွားတဲ့အခြေအနေလေးတွေဖြစ်ပါတယ်